အာကာသကနေ10မိနစ်ကျော်ကြာတဲ့ radio line ထုတ်လွှင့်ချက်တစ်ခုကိုဖမ်းယူမိခဲ့ပူပါတယ်။နှစ်90နီးပါးကြာသွားပါပြီ။အခုချိန်ထိဘယ်ကလာလဲ။ဘာအဓိပ္ပာယ်လဲဆိုတာမသိရသေးပါဘူး။နောက်ထပ်လည်းထပ်မကြရတော့ပါဘူး။ဒါကို War Signal လို့ခေါ်ပါတယ်။1989ခုနှစ် August လ15ရက်နေ့ Ohio ရဲ့ Big Ear Radio Observatory မှာနက္ခတ္တဗေဒပညာရှင် Jerry Ekman ဟာအာကာသကြည့်မှန်ပြောင်းတဲ့ Jerry ကိုလိုက်ကြည့်ရတဲ့1420 MHz ရှိတဲ့ radio line ထုတ်လွှင့်ချက်တစ်ခုကိုဖမ်းယူမိခဲ့ပါတယ်။1420 MHz ဆိုတာကတဘာဝအလျောက်ဖြစ်လိမ့်မရှိဘဲနဲ့တစုံတဦးဟာဖန်တီးထုတ်လွှတ်လိုက်တဲ့လှိုင်းချိန်နှုန်းအမျိုးအစားပါ။ Jerry က82စက္ကန့်ကြာတဲ့အဲ့ဒီ radio line ထုတ်လွှင့်ချက်ရဲ့အနည်းဆက်ဆုံးအဓိပ္ပာယ်စကားလုံးတွေကိုအခုပြထားတဲ့စာရွက်ထဲမှာမှင်နီနဲ့ဝိုင်းခဲ့ပါတယ်။ပြီးတော့တက်အန်တက်အောနဲ့ဘေးနားလေးမှာဝါဆိုပြီးတော့ရေးလိုက်တယ်။အဲ့ဒီကနေ War Signal ဆိုပြီးတော့ပဟေလိဆန်ဆန်ဖြစ်လာခဲ့ပါတယ်။48နှစ်လုံးစ조사အဖြေရှာပြီးမှလဲ War Signal က Chisetary ကျဲအစုရှိတဲ့အရက်ကနေလာတယ်ဆိုတဲ့တစ်ချက်ပဲသိရပါသေးတယ်။2016ခုနှစ်မှာ theory တစ်ခုကြောင့်ကြွတ်ညံသွားခဲ့ပါတယ်။တင်ပြတဲ့သူကတော့ Professor Antonio Paris သူ့ရဲ့ theory အရဆိုရင် War Signal ကဖြတ်သွားဖြတ်လာကျဲတာရတစ်ခုစီကနေလာတာပါ။ War Signal ကိုကြားခဲ့ရတဲ့1989ခုနှစ်က 266B Christensen ကျဲတာရနဲ့ 335B Gibbs ကျဲတာရက Chisetary ကျဲအစုရှိတဲ့ထဲကိုဖြတ်သွားတဲ့အချိန်ဖြစ်နေပါတယ်။အဲ့ဒီကျဲတာရနှစ်ခုလုံးမှာဝင်းရံနေတဲ့ hydrogen cloud တွေစီကနေထုတ်လွှတ်လေရှိတဲ့ signal ဟာ War Signal နဲ့တူနိုင်တယ်ဆိုပြီးတော့အဆိုပြုလာခဲ့ပါတယ်။တိုက်ဆိုင်ပဲအဲ့ဒီကျဲတာရနှစ်ခုဟာ2016ခုနှစ်နိုဝင်ဘာလကနေ2019ခုနှစ်ဖေဖော်ဝါရီလအထိကကပ္ပညာကောင်းကင်ကနေတွေ့မြင်နေခဲ့ရပါတယ်။ဒါကြောင့် Paris တို့အဖွဲ့ကသူတို့ရဲ့ theory ကိုလက်တွေ့စမ်းသပ်ခဲ့တယ်။စမ်းသပ်မှုအပြီးမှာသူတို့တွေမှန်းထားတဲ့အတိုင်းပဲ signal တွေဖမ်းမိခဲ့ပါတယ်။ဒါပေမဲ့ War Signal ရဲ့ frequency က1420 MHz ဖြစ်ပြီးတော့ Paris တို့ဖမ်းမိခဲ့တဲ့ frequency က1420.25 MHz ဖြစ်နေပါတယ်။ဒါကြောင့်နီးစပ်ပေမဲ့လည်း War Signal ပါဆိုပြီးတော့တက်အပ်ပြောလို့မရပါဘူး။နယ်ပယ်တူပညာရှင်တွေကလည်းဒီစမ်းသပ်မှုတစ်ခုလုံးကတိကျသေးချာမှုမရှိဘူးဆိုပြီးတော့ဝေဖန်ခဲ့ကြသလိုလက်မခံတဲ့လူတွေလည်းအများကြီးပါပဲ။2022ခုနှစ်မှာစပိန်နက္ခတ္တဗေဒပညာရှင် Alberto Caballero ကနောက်ထပ်အဆိုပြုချက်တစ်ခုတင်သွင်းခဲ့ပါတယ်။ War Signal ကိုထုတ်လွှတ်လိုက်တဲ့နေရာဝန်းကျင်ကကျဲတစ်ခုကိုထုတ်ပြတယ်။အဲ့ဒီကျဲရဲ့နာမည်ကအခုလိုဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့နေရဲ့အရွယ်စားနေရဲ့တောက်ပမှုနဲ့အလားတန်တူတာမလို့ Sunlight Star လို့ခေါ်ခဲ့ကြပါတယ်။အဲ့ဒီ Sunlight Star ပေါ်မှာ War Signal ကိုထုတ်လွှတ်လိုက်တဲ့တက်ရှိတွေများရှိနေမလားဆိုပြီးတော့ Caballero အပါအဝင်တခြားသိပ္ပံပညာရှင်တချို့က24နာရီကြာ Radio Telescope နဲ့ချိန်ရွယ်ပြီးစောင့်ကြည့်ခဲ့ပါတယ်။24နာရီတစ်ရက်လုံးဘာသာမှမကြားခဲ့ရပါဘူး။ဒါပေမဲ့ Caballero ကလက်မလျှော့ခဲ့ပါဘူး။အဲ့ဒီနေရာဝန်းကျင်မှာ Sunlight Star 66လုံးရှိတာမလို့ဆက်ပြီးလေ့လာသင့်တယ်ဆိုပြီးတော့တိုက်တွန်းခဲ့ပါသေးတယ်။2024ခုနှစ်မှာ War Signal ကကျွန်တော်တို့မျှော်လင့်ထားသလိုဂျိုသားတွေစီကလာတာမဟုတ်ဘူး။တန်လိုက်တတိကျွယ်သွားတဲ့ neutron ကျဲမျိုးစားတစ်ခုက cold hydrogen cloud တွေကိုဖြတ်သွားတဲ့အချိန်မှာထုတ်လွှတ်လိုက်တဲ့ signal ဖြစ်ပါတယ်တဲ့။တင်ပြလာတဲ့သူတွေကတော့ Evan Mendes, Kevin Otis, Yogi Zuluaga ဆိုတဲ့နက္ခတ္တဗေဒပညာရှင်3ယောက်ပါ။အထောက်အထားအနေနဲ့ကတော့2020ခုနှစ်ဖေဖော်ဝါရီလနဲ့မေလကြားထဲမှာ Puerto Rico မှာရှိတဲ့ Arecibo Observatory မှာဖမ်းယူမိခဲ့တဲ့ signal ရဲ့ frequency က War Signal နဲ့ဆင်တူနိုင်တယ်ဆိုတဲ့နှိုင်းယှဉ်လေ့လာချက်တွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျိုသားရှာဖွေရေးအဖွဲ့အစည်း SCDI ရဲ့ဝါရင့်နက္ခတ္တဗေဒပညာရှင် Jason Wright ကတော့ဒီဖြစ်စဉ်မျိုးကလက်တွေ့ဖြစ်နိုင်ဖို့မဖြစ်နိုင်တဲ့လောက်ပဲဆိုပြီးတော့ခါတီးတီးညှင်းဆိုခဲ့ပါတယ်။ကဲနှစ်90လည်းရှိတော့မယ်။အခုချိန်ဒီ theory တွေကလွှဲရင်ဘာမှတိတိကျကျမသိရသေးပါဘူး။တဘာဝတရားရမှားပြီးပဲ War Signal ကိုထုတ်လွှတ်လိုက်တာလား။ဒါမှမဟုတ်တကယ်ပဲဂျိုသားတွေစီကနေလာတဲ့ signal ပဲလား။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ပိုင်းမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်ရှင်။